ဆရာကြီးတွေဘောလုံးပွဲဘယ်လိုလောင်းလဲကျွန်တော်ပုံမှန်အခုမှဘောလုံးပွဲစဆော့တတ်တဲ့ညီကိုတွေတော်တော်များများကဘောလုံးပွဲအများကြီးရှိတဲ့ရက်တွေဆိုရင်ပျော်ကြပါတယ်ဘာဖြစ်လို့ပျော်လဲဆိုတော့ပွဲများလေရွေးချယ်စရာပွဲစဉ်တွေများလေနိုင်ဖို့အခွင့်အလမ်းများလေလို့တွေးပြီးတော့ပျော်ကြတာပါတကယ်တော့ဒီလိုတွေးပုံကတော့တော်တော်လေးမှားတယ်လို့ပြောလို့ရတယ်ဒါက beginner တွေနဲ့ကျွန်တော်တို့ဝါနုတဲ့ကစားတဲ့ညီကိုတွေကြားထဲမှာပဲရှိတာပါအဲ့မှာကျွန်တော်တကယ်ကျွမ်းကျင်တဲ့ legendary ဆရာကြီးတွေနဲ့ကြတော့စော့ပုံစော့နီးကပြောင်းပြန်ဖြစ်သွားပြီတကယ်ကျွမ်းကျင်တဲ့ legendary တွေကကြတော့ပွဲများတာနေတာကိုလုံးဝစိတ်မဝင်စားဘူးသူတို့ကဒီပွဲအရေးအတွက်များတာထက်ကိုဒီပွဲရဲ့အရေးအသွေးကဖြစ်နိုင်လားမဖြစ်နိုင်လားကိုပဲသူတို့ကတွက်ချက်တာမို့လို့ပါဘောလုံးပွဲလောင်းနေဆိုတာကတာရိုပြေးပွဲမဟုတ်ပါဘူးမာရသွန်ပြေးတာနဲ့တူတူပါပဲအခုရေတွင်တူအခုရေကြီးတောက်ချင်လို့တော့မရပါဘူးဒါကကျွန်တော်တို့ဘောလုံးပွဲဆော့ကစားတဲ့နေရာမှာမဟုတ်ဘူးဘယ်နဲ့ဘယ်မှာပဲဖြစ်ဖြစ်အခုရေတွင်တူပြီးအခုရေကြီးတောက်ချင်တယ်ဆိုရင်ကတော့စိတ်ကူးရင်အရန်ဆန်လုံးပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့စီးစနစ်နဲ့ရေရှည်မဟာဗျူဟာပါပဲကန်တက်ပြီးလို့နိုင်ပွဲတွေအများကြီးရတဲ့အခါမှာလောဘမကြီးတဲ့လို့ပဲကန်နေပြီးလို့ရှုံးပွဲတွေတွေ့တဲ့အခါမှာလည်းပြရခက်ပြီးတော့ရှုံးမဲမမဲတဲ့ပါဘူးဒါကအရေးအကြီးဆုံးအချက်ပါပဲကျွန်တော်တို့မြန်မာစကားပုံလိုပါပဲကြာကြာဝါမဲ့သွားအယိုးကြည့်ရှောင်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘောလုံးလောင်းကားဆိုတာကစိတ်ခံစားချက်ကိုထိန်းချုပ်နိုင်မှသာဘဝမပြတ်ဖို့ရာဂိုင်လုံးကပုံများတာပါဒီဘောလုံးမမဟုတ်ဘူးဘယ်နဲ့ပယ်ကားဟာပဲဖြစ်ဖြစ်ကိုယ်စိတ်ကိုမထိန်းနိုင်ဘူးဆိုရင်တော့ဘဝပြတ်ဖို့ရာဂိုင်လုံးကအများကြီးပါပဲအဲ့တော့ပြောချင်တာကဘောလုံးမဆဆမဲ့ညီကိုတွေအနေနဲ့ဘယ်နဲ့ပယ်မှာမှလေးလာမှုဆိုတာကကုံသွားတယ်ဆိုတာမရှိဘူးကျွန်တော်တို့ဘောလုံးဒီကစားတဲ့နေရာမှာလည်းအတူတူပဲအဲ့တော့ကျွန်တော်တို့တွေကစောကျင်တယ်ဆိုရင်တော့ကျွန်တော်တို့စောမဲ့အသင်းနဲ့ပတ်သက်တဲ့ data အချက်အလက်တွေကိုတည်တည်ချာချာလေးလာနေဖို့တော့လိုတယ်သူများထီအသင်းပေးလို့ငါဒီအသင်းလိုက်လောင်းတာကကလေးတောင်လုပ်တတ်ပါတယ်ဒါကဘောဝဲစောရတယ်လို့ခေါ်ပါဘူးသူများရောင်လို့လိုက်ရောင်နေလို့ခေါ်ပါတယ်နောက်ပြီးတော့ formula ကြီးတွေ bookie လဲခွက်တွေကအစကျွန်တော်တို့အနေနဲ့သိထားဖို့လိုတယ်လေးလာထားဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ကိုကဒါကိုအစပြုမှာဖြစ်တဲ့အတွက်ကိုသိထားတဲ့အသိဉာဏ်ကိုလည်း accurate ညှင့်ဖို့တော့လိုတယ်ဗျကျွန်တော်တို့ကဒါလေးကိုနည်းနည်းသိထားရဲဆိုရင်ဒီထက်ပိုပြီးသိဖို့အတွက်နည်းနည်းလေး accurate လုပ်ဖို့တော့လိုမယ်နောက်ထပ်အရေးကြီးတာကကိုသတ်မှတ်ထားတဲ့အရှုံးပမာဏထက်ကျော်သွားခဲ့တယ်ဆိုရင်လည်းရက်တက်နိုင်တဲ့စိတ်ကိုရဲရဲကြီးဝေးမြူထားရပါမယ်လောင်ကစားဆိုတာကအနိုင်နဲ့အရှုံးတစ်မျိုးပဲရှိတာပါရှုံးရင်ရှုံးမယ်မရှုံးရင်နိုင်မယ်အဲ့ဒါကြောင့်ကိုကမနိုင်တော့ဘူးဆိုရင်ရှုံးပါပြီဒါပေမဲ့အဲ့ဒီအရှုံးကိုလက်ခံနိုင်ဖို့အတွက်စိတ်တက်ကောင်းကောင်းလိုပါတယ်အဲ့ဒီရှုံးနေတဲ့ကြားတဲ့ကူကမရက်တက်နိုင်ဘူးရှုံးမဲမယ်ဆိုရင်တော့သိကြပါတယ်ဒါကတော့ဘဝပြတ်ဖို့ရာခိုင်နှုန်းကတော်တော်လေးများသွားပါပြီအဲ့ဒါကြောင့်မို့လို့အဓိကလောင်ကစားလုပ်မယ်ဆိုရင်အဓိကထိန်းချုပ်ဖို့ပထမဆုံးအရေးကြီးတာကကိုယ်စိတ်ကိုနိုင်မနိုင်အောင်အရင်ဆုံးထိန်းချုပ်ဖို့ပဲလိုပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘောလုံးပွဲတွေကိုလောဘမကြီးပဲနဲ့ပျော်ပျော်ရွှင်ရွှင် smart ကြနဲ့စော့တက်ဖို့ကျွန်တော်ပြောပြပေးတာပါအားလုံးပဲအဆင်ပြေချောမွေ့ကြပါစေကျေးဇူးအများကြီးတင်ပါတယ်ဘောလုံးပွဲတွေကို online နဲ့ရုံရုံကြည်ကြည်စိတ်ချလက်ချစော့ကစားခြင်းနဲ့ဆိုရင်လည်းကျွန်တော်စီမံလိုက်အောင်စော့ကစားဖို့ဖိတ်ခေါ်ချင်ပါတယ်Wise man ကောင်းတဲ့ဖွင့်ချတာပဲဖြစ် unit အသွေးထုတ်လုပ်ချတာပဲဖြစ်ဖြစ်ကျွန်တော်စီမှာ Viber Telegram တွေကနေပြီးတော့ဆက်ရုပ်ချစိတ်ချစွာနဲ့ line ဆော့ကစားလို့ရပါတယ်ဆိုတော့ညီကိုတို့ကိုဖိတ်ခေါ်လိုက်ပါတယ်